ကျော်ရဲသူတို့ကြိုက်တဲ့ဒီငဖယ်ကျော်တို့ကြက်တလုံးကျော်တို့အဲ့ဒါနဲ့နောက်ဖလူတာနဲ့ပေါ့ဟုတ်ကဲ့မနေ့ကလည်းကြာပါဒီနေ့တော့လူဆုံးပြတ်ပါလားနှစ်ရက်တက်လာပြီယောက်ျားလေးနှစ်ယောက်ပဲနည်းနည်းနေမကောင်းလို့ထားခဲ့တယ်သူတို့ကိုယ်တိုင်ကလည်းရတယ်တဲ့မေမေသွားသူတို့မလိုက်တော့ဘူးတဲ့ဆိုပြီးအဲ့လိုမျိုးသူတို့ကလိန်တော့လိန်ပါရဲ့သူတို့ကိုသူတို့အဲ့လိုနည်းနည်းချမ်းတာပါဆိုသူအတင်းစွတ်ကြီးသူတို့မလုပ်ဘူးသူတို့အဲ့လိုမျိုးပေါ့ဒီနေ့တော့ပြန်ပြီးတော့စလာကြမူအွန်လာကောင်းမှမူအွန်လာမနေ့ကကျလာလဲနည်းနည်းစောသွားတဲ့ခါကျတော့ကောင်းမှအိတ်တာနဲ့ဗာနဲ့အိမ်ငိုက်ပြီးလာကြပါဒီနေ့ကျတော့ဆီယမတွေကသူတို့အထားပြီးတော့ခလေးကျတော့နိုးတာနဲ့မူကအွန်ထားမှာဆိုကောင်းမှတွေကစောက်ပေါက်ကိုဖွင့်ပြီးအွန်လာတာဒီမှာအခုလန်းဆန်းဖေးသားမေပေါ့မနေ့ကလည်းအကုန်လုံးလက်မြောက်အရှုံးပေးပြီးတော့အကုန်တက်သွားပြီနှခမ်းလေးလည်းပြားချမ်းလို့ဆိုပြီးတော့သူ့ဘာမတက်ဘူးသူတယောက်ပဲကြာအခုလည်းသူတယောက်ပဲကြံခဲ့တယ်မနေ့ဆွဲခေါ်တာသူကတရားမမုံနေရတယ်ပြောအပျော်ပါမတော်မှတ်တော်တော်ထိုင်းရမှာအာကြီးက over confident တွေ့တယ်မလားသူကသူကအပေါင်းသိလည်းမလို့သူကသူတယောက်တည်းတောက်ပါအာကြီးကအရင်ဆုံးပြောဆော့တယ်မလားဆော့လို့ရပြီဆိုဝုန်းဆိုပြေးသွားပြီးရေကန်နဲ့သူရင်ထိုင်ဝင်ထိုးချပီတိဖြစ်ရပြောတာသူတို့အဲ့ပီတိဖြစ်ရလိုက်နောက်ကလိုက်ရတာမျိုးဆိုမဆုံးအဲ့ပီတိနဲ့တော်မောတယ်အဲ့မော်လေသူတို့ကလည်းဒါမျိုးကိုမဖန်တီးပေးရင်လည်းသူတို့ပျော်စရာမရှိဘူးဆိုတော့အဲ့လိုမျိုးလေးဖန်တီးပေးတာပြောရတယ်သူတို့နဲ့နေရလဲစိတ်ချမ်းသာတယ်ကိုလည်းသူတို့နဲ့ရွယ်တူတန်းတူပြန်ဖြစ်သွားအဲ့ကြောင့်လည်းငငယ်လေးတွေကအတူတူမွေးလာတဲ့ခါကျတော့သူတို့စိတ်ထဲမှာမောင်နှမဆိုတဲ့စိတ်မျိုးကိုထည့်ထားတဲ့ခါကျတော့သူတို့အဲ့လိုမျိုးအပြင်လူနဲ့ဆိုရင်တော့လူရင်လည်းလူမှာပေါ့နော်အဲ့ကြောင့်စိမ့်သွားတဲ့ခါကျရင်တော့သူတို့ဖြစ်မှာဒီမှာကျတော့သူတို့တရားနဲ့ကြောက် sharing လုပ်တတ်အောင်ငငယ်တော့ဆိုမုတ်ဒီပိုင်းလူစားရင်အဲ့လိုလူမစားရအောင်ညှတာတတ်အောင်အခုသူတို့ဆိုလို့ရှိရင်အကေမုတ်ကျွေးလိုက်လို့အငယ်တွေကမစားရတယ်အငယ်တွေအရင်သွားကျွေးမနေ့ဟိုနေ့မလုံးရေပေါ်စားတော့လေအထဲမှာရှိတဲ့ကလေးတွေတော်ခွန်တာလေသူကအဲ့လိုမျိုးတရားကြောက်ချစ်ကြတယ်အဲ့လိုမျိုးသူတို့ကလည်းလေဟောဘယ်လိုခါပဲအပြင်လူတွေကြတော့မိဘတွေရှိတဲ့ခါကျတော့လုပ်ပေးတဲ့သူတွေရှိတယ်ကိုသူတို့အနေနဲ့ကြတော့ကိုမမလုပ်ပေးရင်သူတို့ကပတ်ဝန်းကျင်ရဲ့ knowledge လည်းသိမှာမဟုတ်ဘူးဖယ်ရသေးတယ်ကလေးဆိုတော့ဒီအိမ်ထဲမှာပဲနေတော့ဘာမှသိမှာမဟုတ်ဘူးဆိုတော့အဲ့ဒါဒီမှာအဲ့လိုယာတီကွင်းတွေအလိုက်လုပ်ပေးတဲ့ယာတီအလိုက်လုပ်ပေးတာပေါ့တရင်ကျိုးတကြံအဲ့ဒါအကုန်လုံးပေါ့အဲ့လိုလုပ်ပေးတဲ့ခါကျတော့သူတို့ဘာထိမ့်မှတ်ဆိုအခုဆိုရင်တော့သိသွားပြီလေခရစ်စမတ်ပေါ့အဲ့လိုမျိုးလေးလုပ်ပေးတာပျော်ပွဲရှင်ပွဲလို့မဟုတ်ဘူးဆိုမှကြီးလာတဲ့ခါကျတော့သူတို့အနေနဲ့လိုအပ်တယ်လေသိဖို့อ่ะဟုတ်အဲ့ဒါ